ကဲမိတ်ဆွေများအားလုံးမင်္ဂလာပါနော်ကျွန်တော်မိထားတဲ့498နောက်ပိတ်ကလေးအားတဲ့ကောင်းလားတဲ့နော်နောက်ပြီးတော့ဝယ်ထားပြီးသားလည်းဖြစ်နေလို့တချို့ဆရာတွေကြတော့လေရှင်းနောက်ပိတ်ကမကောင်းဘူးလို့ပြောကြတယ်ပေါ့နော်498နောက်ပိတ်ကအမှန်တကယ်တော့သူကရေရှည်သုံးလို့မရတာပါနော်သူကတော့ဒီနံပါတ်ကကြာကင်လို့ရှိရင်ငွေထွက်များသေးတယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်စေတယ်အဲ့လိုမျိုးအကျိုးလေးရှိသေးပါတယ်နော်498နောက်ပိတ်ကသူစောနာပြောသလိုရှင်းနောက်ပိတ်ပေါ့နော်ရှင်းနောက်ပိတ်တာမိတ်ဆွေတို့ရဲ့ဖုန်းနံပါတ်ထဲမှာပါဝင်နေတယ်ဆိုလို့ရှိရင်ကြာသုံးလို့မကောင်းတာပါနော်ဆက်စသုံးခဏတစ်ဖြုတ်တုံးတာတော့ငွေကြီးတွေကန်ကောင်းစေတယ်ငွေရစေတယ်ကြာတုံးလို့ရှိရင်စိတ်ပင်ပန်းလူပင်ပန်းဖြစ်စေတတ်တယ်စိတ်တွေလည်းကြမ်းတမ်းလာတယ်ဒေါသတွေလည်းကြီးစေတတ်တယ်ပေါ့နော်သူကတော့ငွေဝင်ကောင်းသလိုငွေလည်းအထွက်ကောင်းတယ်ဆိုတော့ရှင်းနောက်ပိတ်ကိုခေါ်တာပေါ့နော်အားကြောင့်မလို့မိတ်ဆွေရဲ့ဖုန်းနံပါတ်ထဲမှာရှင်းနောက်ပိတ်ဆိုတဲ့ကဏ္ဍလေးအသွဲလေးတာပါနေတယ်ဆိုလို့ရှိရင်အခုဒီဗီဒီယိုဖိုင်လေးနဲ့မျှဝေပေးလို့ပြန်နော်ဘယ်လိုမိတ်ဆွေရဲ့ဖုန်းနံပါတ်ထဲမှာရှင်းနောက်ပိတ်ပါတဲ့လူဆိုလို့ရှိရင်ငွေကြီးမှာမခက်ခဲဘူးသူကနော်ငွေကြီးမှာမခက်ခဲဘူးငွေလည်းရတယ်ဒါပေမဲ့ငွေကကြံဖန်အကြောင်းရှာပြီးတော့ထွက်စီတာပေါ့နော်အားကြောင့်မလို့တကယ်လို့ရှင်းနောက်ပိတ်ကင်ထားတဲ့မိတ်ဆွေတွေကဆိုလို့ရှိရင်တူထက်ကောင်းတဲ့ဖုန်းနံပါတ်တွေငွေကြီးတွေပိုမြဲတဲ့ဖုန်းနံပါတ်တွေငွေကြီးပိုကန်ကောင်းတဲ့ဖုန်းနံပါတ်တွေအဲ့ဒါမျိုးလေးတွေပြောင်းလဲကင်ဖို့အတွက်အခုဒီဗီဒီယိုလေးနဲ့တိုက်တွန်းလိုက်ပါတယ်เนาะကဲမိတ်ဆွေများအားလုံးကိုစိတ်နှပြချမ်းသာကြပါစေ